မေလ21ရက်နေ့အာဆင်နယ်အသင်းရဲ့နောက်ဆုံး24နာရီအတွင်းရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Number 1. Aguero ကိုနောက်ဆုံးတော့အမီလိုက်နိုင်ခဲ့တဲ့ Gabriel Jesus Manchester City မှာ Sergio Aguero ရဲ့နေရာကိုအစားထိုးဖို့ရောက်လာခဲ့တဲ့ Gabriel Jesus တယောက်သူ့ကိုကြော်ဖြတ်ဖို့တာဆူနေခဲ့တာနောက်ဆုံးတော့စည်ရင်ရှင်းနိုင်ခဲ့ပြီပေါ်တာတို့ရေ Gabriel Jesus က Manchester City မှာတော့မျှော်လင့်ထားတဲ့လောက်ပောက်ကွဲမပြနိုင်ခဲ့ပေမဲ့မနေ့ညကပွဲမှာ Manchester City က Bournemouth ကိုတရေပဲကစားနိုင်ခဲ့တာကြောင့် Premier League ဖလားအရေးအတွက်ချင်းမှာ Argentina ဂန်ဒဝင်ကြီးနဲ့တန်းတူဖြစ်သွားခဲ့ပါပြီNumber 2. Premier League သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးချန်ပီယံဆုရှင်ဖြစ်မှတ်တမ်းတင်လိုက်တဲ့ Arsenal လူငယ်ကျယ်ပွင့်ပေါ်တာတို့ရေအင်္ဂါနေ့ညက Arsenal တို့ချန်ပီယံဖြစ်ခဲ့တဲ့ပွဲမှာသမိုင်းဝင်ဖြစ်ရတစ်ခုဖြစ်သွားတယ်။အဲ့ဒါကတော့ Arsenal ရဲ့လူငယ်ကွင်းလယ်လူ Max Downman တယောက် Premier League သမိုင်းမှာအသက်အငယ်ဆုံးချန်ပီယံဆုရှင်ဖြစ် Guinness World Records မှာမှတ်တမ်းတင်ခံလိုက်ရတာပဲ။ Premier League စီးမြင်ရပွဲစဉ်9ပွဲနဲ့အထက်ပါဝင်ကစားထားတဲ့ကစားသမားတိုင်းကစုတစိတ် Winners Medal ရမှာဖြစ်ပြီး Downman ကအခုချိန်မှာပွဲစဉ်9ပွဲတိတိကစားထားပြီးပြီဆိုတော့ရွှေတစိတ်ကြီးဆွဲထားရဖို့တေချာနေပါပြီ။ Number 3. ဖလားလက်လွတ်လိုက်ရလို့အချိန်စရာကိုလက်ညှိုးထိုးပြီးအကြောင်းပြနေတဲ့ Rodriအင်္ဂါနေ့ညက Premier League ဖလားကို Arsenal စီပုံအပ်လိုက်ရပြီးတဲ့နောက် Manchester City ရဲ့ကျယ်ပွင့်ကွင်းလယ်လူ Rodri တယောက်ပြောတာကတော့ City တို့အနားယူချိန်နဲလွန်းလို့ Bournemouth နဲ့ပွဲမှာဂိုးမရခဲ့တာလို့ဆိုပါတယ်။ Canal Plus Sport နဲ့ interview မှာ Rodri က3ရက်တပွဲကစားနေရတဲ့အချိန်မှာပြိုင်ဘက်က10ရက်လောက်အနားယူထားရတယ်ဆိုတာကွာခြားမှုအကြီးကြီးပဲ။ဒီလိုအဆင့်မြင့်လိမှာအဲ့လောက်အနားယူချိန်ကတကယ်ကိုအဆုံးဖြတ်ပေးနိုင်တယ်။ကျွန်တော်တို့2ရက်အလိုကမှ final ပွဲကစားထားရတော့ဒီနေ့ပွဲမှာစွမ်းအင်တွေညော့နီးနေခဲ့တာအမှန်ပဲ။ Premier League ဘက်ကလည်းကျွန်တော်တို့ကိုအနားယူဖို့အချိန်လေးတောင်ပိုမပေးဘူးလို့တိုင်တန်းသွားပါတယ်။ Rodri ပြောတာကိုအပေါ်ယံကြည့်ရင်တော့ဟုတ်တယ်လို့ရှိပေမဲ့အချင်းကြီးအမှန်ကိုကြည့်ရင်တော့ Arsenal တို့ရဲ့ပွဲပြီးနေတဲ့ဒုက္ခကပိုဆိုးပါတယ်။နှစ်သင်းစလုံးလိပွဲ38ပွဲကစားရမှာဖြစ်ပြီး League Cup Final လည်းရောက်ကြပါတယ်။ဒါပေမဲ့ City က FA Cup မှာ2ပွဲပိုကစားရပေမဲ့ Arsenal က Champions League မှာ9ပွဲတောင်ပိုကစားထားရတာပါ။ Number 4. ဒီနွေရာသီမှာအသင်းကနေထွက်ခွာခွင့်တောင်းလိုက်တဲ့ Julian Alvarezဘော်ဒါတို့ရေအာဆင်နယ်တို့အသေးအတန်လိုချင်နေတဲ့တိုက်စစ်မှု Julian Alvarez ကဒီနွေရာသီမှာအသင်းကနေထွက်ခွာခြင်းနေပြီလို့သူ့ရဲ့လက်ရှိအသင်း Atletico Madrid ကိုအတိပေးလိုက်ပြီးတဲ့အာဆင်နယ်ဘက်ကတော့ဒီအာဂျင်တီးနားသားကိုနွေရာသီမှာအလူရက်ခေါ်ယူဖို့အကွက်ချနေတာဒါပေမဲ့ Atletico Madrid ကတော့ဘလောက်ပဲဥရောပထိပ်သီးအသင်းတွေကဝိုင်းစုံနေပါစီဒီကောင်လေးကိုလက်လွတ်ဖို့လုံးဝအစီအစဉ်မရှိဘူးလို့ခေါင်းမာနေတာနောက်ဆုံးရာသီတွေမှာကမ္ဘာအဆင့်တိုက်စစ်မှုတယောက်အဖြစ်နေရာတစ်ခုရထားတဲ့ Alvarez ကိုအာဆင်နယ်တို့အနေနဲ့အသင်းရဲ့တိုက်စစ်ပိုင်းအတွက်အဓိကပြစ်မှတ်အဖြစ်သတ်မှတ်ထားပြီးဒီကောင်လေးရောက်လာရင်တိုက်စစ်ကတော့အီစိတ်သွားမှာအသေးချပဲNumber 5. Declan Rice ရဲ့အဆုံးမသက်သေးဘူးလို့ပြောခဲ့တဲ့စကားအမှန်ဖြစ်သွားပြီ။ဘော်ဒါတို့ရေ Arsenal တို့အင်္ဂါနေ့ညက Premier League Champion ဆုကိုစုခူးလိုက်ချိန်မှာ Declan Rice ရဲ့စကားတွေကအမှန်ဆုံးဖြစ်လာခဲ့ပြီ။ပြီးခဲ့တဲ့ April 19 ရက်နေ့က Manchester City ကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ Champion လမ်းကြောင်းက Man City ဘက်ကိုယိမ်းသွားခဲ့ပေမဲ့ Rice ကတော့အရှုံးမပေးခဲ့ပါဘူး။အဲ့ဒီတော့ကသူပြောခဲ့တဲ့စကားတွေကြောင့်ပြိုင်ဘက်အသင်းပရိသတ်တွေကကင်မရာရှိမှပုံဖမ်းနေဆိုပြီးလှောင်ပြောင်ခဲ့ကြသေးတယ်။ဒါပေမဲ့ Rice ရဲ့စိတ်သက်ကြံ့ခိုင်မှုနဲ့ယုံကြည်ချက်က